ငါတို့ရဲ့မင်းသားစံကြီးဟန်ဟာငယ်စဉ်ကတည်းကရက်ဆက်ပြီးအကန့်အသတ်မရှိတဲ့သူ့ရဲ့စရိုက်ဆိုးကြောင့်လူသိများသူဖြစ်ပြီးဒီအချက်ကြောင့်ပဲဇန်လုပ်ငန်းစုကြီးတစ်ခုလုံးကိုသိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်။စက်မှုလုပ်ငန်းနယ်ပယ်တွေကလူတိုင်းဟာသူ့နာမည်ကြားတာနဲ့တင်ကြောက်တူးတုန်နေကြရတာမို့သူ့ရဲ့စစ်ဆက်ထားသူလူရန်ဘေးနားမှာဘယ်ကောင်လေးမှကဲ့ရဲမှာမဟုတ်ဘူးလို့သူဘယ်တော့မှမစိုးရင်ခဲ့ဘူး။ဒါပေမဲ့6လကြာနိုင်ငံသားမှာပညာသင်ကြားပြီးပြန်လာတဲ့အချိန်လူရန်ရဲ့ဘေးနားကလေးမှာလူငယ်လေးတစ်ယောက်ထိုင်နေတာကိုမြင်လိုက်ရတဲ့အခါသူတော်တော်လေးအံ့အားသင့်သွားရတယ်။မင်းသားဟာဘာမှမပြောဘဲအတွင်းရင်းမှုကိုလူရန်နဲ့သူမရဲ့လူတွေအတွက်ညစာစားပွဲတစ်ခုချက်ချင်းစီစဉ်ဖို့အမိန့်ပေးလိုက်တယ်။သူ့စိတ်ထဲမှာတော့ငါစကားနားမထောင်တဲ့မိမကိုငါမလိုချင်ဘူးငါမိမကိုမျက်စိကျတဲ့ကောင်ကတော့သွားပြီးပဲလို့တွေးနေခဲ့တယ်။အဲ့ဒီအချိန်မှာအတွင်းရင်းမှုကအနားကိုတိုးတိုးလေးလာပြီးစမ်းစရာလူသခင်မဘက်ကလူ9ယောက်ရောက်နေပါပြီဒါပေမဲ့ဖိတ်စာစင်းရဲထဲမှာမပါတဲ့လူတစ်ယောက်လည်းပါနေတယ်လို့လာသတင်းပို့တယ်မင်းသားကအန်အော်ဘီဘသူလဲလို့မေးတော့အတွင်းရင်းမှုကသခင်မရဲ့ကားရှိခန်းမှာထိုင်လိုက်လာတဲ့သူပါလို့ညွှန်ပြတယ်ဒါကိုကြားရတော့မင်းသားကတရောပြုံးလိုက်တယ်သူအရင်ကတည်းကတန်တရားရှိနေခဲ့တာကိုသူဗစ်ခန်းထဲကိုဝင်လိုက်တာနဲ့ရှီလျားတဲ့စပွဲဝိုင်းရဲ့ဘေးတစ်ဖက်တစ်ချက်မှာထိုင်နေတဲ့သူတွေအားလုံးကြောက်လန့်တကြားချက်ချင်းမတ်တက်ရက်လိုက်ကြတယ်လူရန်ဟာအဓိကထိုင်ကုန်မှာထိုင်နေပြီးမင်းသားကိုမြင်တော့အရင်ဆုံးပြုံးပြတာပြီးမှငိမ့်ငိမ့်လေးဖယ်ပေးပြီးမင်းသားအတွက်နေရာပေးလိုက်တယ်သူမရဲ့ဘေးနားစင်တင်မှာတက်တက်ရက်ရက်ဝတ်ဆင်ထားတဲ့အသက်22နှစ်အရွယ်ကောင်လေးတစ်ယောက်ထိုင်နေတယ်တခန်းလုံးမှာလူတစ်ယောက်ရဲ့အသက်ရှူတန်အောင်မကြားရတော့အောင်တိတ်ဆိတ်နေခဲ့တယ်ဒါပေမဲ့အဲ့ဒီအထာနလကြီးရဲ့ဆိုတဲ့ကောင်လေးကလူရန်ရှိကဖန်ခွက်ကိုယူရေတောက်ပြီးကလေးတစ်ယောက်လိုချွဲနှွဲတဲ့ပုံစံနဲ့လူသခင်မှာခမည်းဒီနေ့လဲဘာမှမစားဘူးလားဒီလိုဆိုမဖြစ်ဘူးလေလို့ပြောလိုက်တယ်ငါတို့မင်းသားကတော့တကားဝမှာပဲရက်နေတော့ရုတ်တရက်အဲ့ဒီကောင်လေးကအခန်းတွင်းအခြေအနေထူးဆန်းနေတာကိုရိပ်မိသွားပြီးမင်းသားကိုကြည့်တယ်ပြီးတော့ကြောက်နေတဲ့တခြားလူတွေကိုကြည့်ပြီးလူရန်ကိုအပြစ်ကင်းစင်တဲ့ပုံစံနဲ့အဲ့ဒါဘသူလဲဟင်ဒီလောက်နောက်ကျမှလာပြီးဘသူကိုမှနှုတ်တောင်မဆက်ဘူးလူသခင်မှကျွန်တော်တို့ကုမ္ပဏီရဲ့စီကံတွေကအရန်ပေါ်ရော်လုံးနေတာမဟုတ်ဘူးလားလို့မေးတယ်ဘသူကမှပြန်မဖြေတဲ့အခါသူကပို့ပြီးတော့အရှက်မရှိတဲ့ပုံစံနဲ့ဘုတ်ဖွဲ့ဝင်တယောက်ဖြစ်နေပါစေဦးအခြေခံယဉ်ကျေးမှုတော့ရှိရမယ်လေညစာစားပွဲတစ်ခုလုံးကိုစိတ်ပြက်စရာဖြစ်အောင်လုပ်လိုက်တာပဲလို့ထပ်ပြောတယ်ဒါကိုကြားလိုက်ရတဲ့အခါလူရန်ရဲ့လက်ထောက်ဟာကြောက်လန့်ပြီးမျက်နှာတစ်ခုလုံးဖြူလျော်သွားကအဲ့ဒီကောင်လေးရဲ့လက်ကိုဆွဲပြီးလေကျဲဖုံးသူကစံကြီးဟန်ဆရာလေးကျွန်တော်တို့လူသားခင်မရဲ့စိတ်ဆက်ထားသူဖြစ်ပြီးစံလုပ်ငန်းစုကြီးတစ်ခုလုံးရဲ့တကယ်ပိုင်ရှင်လို့တုံရင်ပြောလိုက်ရတယ်တခန်းလုံးသူ့တန်တဆပြင်လို့တိတ်ဆိတ်သွားပြီးလေကျဲဖုံးရဲ့လက်ထဲကဖန်ခွက်ဟာလေထဲမှာတင်ရက်တန့်သွားကသူ့ရဲ့ချစ်စရာအပြုံးတွေလည်းတခဏချင်းပျောက်ကွယ်သွားတယ်သူကရှက်ရှက်နဲ့ဖန်ခွက်ကိုပြန်ချလိုက်ပြီးလူရန်တခုခုမပြောနိုင်ခင်မှာပဲသူကပဲလဲလုံးတဲ့ပုံစံနဲ့ဟောစစ်ဆက်ထားတဲ့သူကိုဒါဆိုကိုတောင်စောစောလာတင်တာပေါ့လူတိုင်းခမားကိုစောင့်နေကြတာလို့ပြောပြန်တယ်မင်းသားကဘာတော့ပြန်မှုမှမပြပဲအဓိကထိုင်ကုန်မှာဝင်ထိုင်လိုက်ပြီးလူရန်ကိုစူးစူးဆိုင်ကြည့်ကအေးဆက်ဆက်လေတန်နဲ့လူရန်မင်းရဲ့ဒီလှုပ်တင်အစ်စ်ကဘာလဲလို့မေးတယ်လူရန်ကမျက်နှာတင်နဲ့သူကအခုမှဆိုတော့ဘာမှနားမလည်သေးဘူးသူ့စကားကိုစိတ်ထဲမထားပါနဲ့လို့ပြောတယ်မင်းသားကမီနူကတ်ကိုလှန်ရင်ငါကဘယ်တော့ကလေးကနားမလည်တဲ့သူတွေရဲ့စကားကိုစိတ်ထဲထားတတ်လို့လဲဒါပေမဲ့တခုတော့လုပ်ပါမင်းရဲ့အဲ့ဒီကားကိုအမိုက်ပုံ scrap ထဲပို့လိုက်ပြီးကားအသစ်တစ်စီးပြောင်းစီးလိုက်တော့လို့ပြောတယ်လူရန်ကလန့်သွားပြီးဘာဖြစ်လို့လဲလို့မေးတဲ့အခါမင်းသားကသူမကိုလှည့်တော့မကြည့်ပဲတခြားလူထိုင်မှုတဲ့ကားရှိခန်းပါတဲ့ကားကိုငါမလိုချင်ဘူးလို့ဖြေတယ်အဲ့ဒီအချိန်မှာလီကျဲဖုံးကဘေးကနေတိုးနဲ့တခုခုပွားစီပြောနေပေမဲ့မင်းသားကဘာမှမကြားသလိုကြားလဲမကြားချင်ဘူးသူကမီနူကတ်ကိုအရှိန်နဲ့ပိတ်လိုက်ပြီးလူရန်ရဲ့မျက်လုံးတွေကိုစိုက်ကြည့်ကအမိန်ပေးလိုက်တယ်ပြီးတော့မင်းရဲ့ဒီမစ္စတာလီကိုကုမ္ပဏီကနေချက်ချင်းထုတ်ပစ်လိုက်ပြီးတော့စက်မှုလုပ်ငန်းတွေပဲတစ်ခုလုံးကနေပါသူ့ကိုပိတ်ပင်လိုက်ပါလို့လူရန်ရဲ့မျက်နှာပြတ်သွားပြီးတခုခုပြောဖို့ကြိုးစားပေမဲ့ငြိမ်နေတာကပိုကောင်းမယ်ဆိုတာသိလို့ဘာမှမပြောတော့ဘူးတခန်းလုံးကလူတွေဟာအသက်ဘေးကလွတ်သွားတယ်လို့တက်ပြင်းချနိုင်ကြတော့တယ်မင်းသားကထိုင်ကုန်ကနေထားပြီးလူရန်ရဲ့ပခုံးကိုပုတ်ကသတိပေးလိုက်တယ်လူရန်မင်းဒီနေ့ဒီလိုနေရာမျိုးကိုရောက်နေတာဘသူကြောင့်လဲဆိုတာကိုသတိရရင်ကောင်းလိမ့်မယ်လို့အဲ့ဒီအခါလူရန်ကနောက်ကနေဒေါသတကြီးနဲ့တွားကြိတ်ပြီးစမ်းနေလို့သမျှအလုပ်တိုင်းကိုဒီလောက်ရက်ဆက်တဲ့နီလန်းနဲ့လုပ်ဖို့လိုလားလို့မေးတယ်မင်းသားကတကားကိုဖွင့်လိုက်တဲ့အခါအပြင်ကအေးဆက်တဲ့လေတွေအထဲကိုတိုးဝင်လာပြီးသူကတော်ပြုံးနဲ့နေငါအကြောင်းကိုတေချာမသိသေးတဲ့ပုံပဲလို့ပြောကထွက်ခွာသွားခဲ့တယ်ညနေပိုင်းမှာမင်းသားဟာအိမ်ပြန်ရောက်ပြီးဆိုဖာပေါ်မှာအနားယူနေတော့လူရန်လည်းဒေါသတကြီးအိမ်ပြန်ရောက်လာပြီးဒီညနေတကယ်ကိုလွန်သွားပြီးလီကျဲဖုံးကအလုတ်တင်တက်ပဲအသက်22နှစ်အရွယ်ကလေးပဲရှိသေးတာဘာမှမသိရှာဘူးနင်ဒီလောက်အထိပြဿနာရှာဖို့လိုအပ်လို့လားလို့လာអော်တယ်မင်းသားကတည်ငြိမ်တဲ့လေတံနဲ့သူကတော့နားမလည်ဘူးထားပါတော့ဒါဆိုမင်းကောနားမလည်တဲ့သူဖြစ်သွားပြီလားလို့ပြန်မေးတယ်မင်းသားကဆိုဖာပေါ်ကနေခြေထောက်ကိုဖြည်းဖြည်းချင်းချသူမကိုစိုက်ကြည့်ပြီးလူရန်ငါကဘလို့လူစားလဲဆိုတာမင်းမသိဘူးလားလို့မေးတယ်သူမကစိတ်တူတူနဲ့အင်ဂျီကော်လာကိုပြင်ရင်ငါအကုန်သိတယ်နင့်ရဲ့အရာရာကိုထိန်းချုပ်ချင်တဲ့စိတ်ကလွန်လာပြီးအလုတ်တင်တယောက်ငါကားပေါ်ထိုင်လိုက်ယုံနေနဲ့နင်ကဒီလောက်ပြဿနာကြီးလို့ရသလားအပြင်လူတွေငါတို့အကြောင်းဘာတွေးမလဲလို့အတန်ကျကျနဲ့ပြောတယ်
မင်းသားကအပြင်လူတွေဘာတွေမလဲဆိုတာကိုငါဂရုစိုက်တယ်လို့မင်းထင်နေလားလို့ကြောက်စရာကောင်းတဲ့ပုံစံနဲ့မေးလိုက်တဲ့အခါသူမစွန့်သွားရတယ်ပြီးမှသူမကစင်ကြေပေးတဲ့အနေနဲ့ကုမ္ပဏီအလုပ်တွေအများကြီးအတွက်ငါလို့ပြောရုံရှိသေးမင်းသားကရေးလိုက်ပြီးငါတို့ရဲ့ဒီ VIP area မှာရှိသမျှအိမ်ကြီးအိမ်ကောင်းတွေအကုန်လုံးကတီးတန့်ဗီလာတွေကြီးပဲဒီမှာလူတိုင်းတစ်ယောက်နဲ့တစ်ယောက်တီးကြတယ်လူလူရန်မင်းတို့သွားနေတဲ့လမ်းကတကယ်တော့ဘယ်ကိုဥတီနေတာလဲဆိုတာငါ့ကိုပြောစမ်းပါဦးလို့မေးလိုက်တယ်ဒီစကားကိုကြားတော့လူလူရန်ရဲ့မျက်နှာဖြူစင်သွားပြီးဘာမှမပြောနိုင်တော့ဘူးတော်တော်ကြာမှတူတူလေးနဲ့ငါမနှက်ဖြန်သူ့ကိုအလုပ်ထုတ်လိုက်ပါမယ်ဒါပေမဲ့သူ့ကိုစက်မှုလုပ်ငန်းတစ်ခုလုံးကနေပိတ်ပင်တဲ့အမိန့်ကိုတော့ပြန်ရုပ်သိမ်းပေးလို့မရဘူးလားသူကအခုမှပွဲရကစားပဲရှိသေးတာလို့တောင်းပန်တယ်မင်းသားကပြတ်သားတဲ့လေတံနဲ့ငါချမှတ်ပြီးသားဆုံးဖြတ်ချက်ကိုဘယ်တော့မှမပြင်ဘူးလို့ပြောပြီးသူမနောက်ထပ်အတိတ်ပဲမရှိတာတွေမပြောနိုင်ခင်မှာပဲစကားဖြတ်ကအိတ်ခမ်းထဲကိုသွားရင်းမင်းသူ့အတွက်ဒီလောက်တောင်စိတ်မကောင်းဖြစ်နေရင်တကားပွင့်နေတယ်သွားပြီးနှစ်သိမ့်ပေးလိုက်လေဒါပေမဲ့မှတ်ထားဒီတကားကနေအပြင်ကိုခြေတလန်းလန်းတာနဲ့ဒီကိုဘယ်တော့မှပြန်လာဖို့မစင်စားနဲ့လို့ပြောလိုက်တယ်ချက်ချင်းပဲအနောက်မှာတိတ်ဆိတ်သွားခဲ့တယ်နောက်တနေ့မနက်မင်းသားနိုးလာတဲ့အခါဧခန်းကစပွဲပေါ်မှာကားကိုအမိုက်ပုံနဲ့ပို့လိုက်တဲ့ပြေစာနဲ့လူလူရန်ရဲ့လက်မှတ်ကိုတွေ့ရတယ်မင်းသားကအဲ့ဒါကိုကြည့်ပြီးပြန်ချထားလိုက်ကအနည်းဆုံးတော့သူမငါ့ကိုလာမစွာရဲတော့ဘူးပေါ့လို့တွေးလိုက်တယ်အဲ့ဒီအချိန်မှာပဲအတွင်းရေးမှုစီကအတန်မက်ဆေ့ချတစ်ခုရောက်လာတယ်ဆန်စီယာလီကျဲဖုံးရဲ့အလုပ်ထုတ်တဲ့ကိစ္စတွေပြီးပါပြီလူသခင်မကိုယ်တိုင်လက်မှတ်ထိုးပေးပါတယ်ဒါပေမဲ့အဲ့ဒီကောင်ကထွက်သွားခါနီးအဲ့ဂျိုခန်းမှာနိုင်ဝက်လောက်ထိုင်ကိုပြီးတနေ့ကျရင်ဇန်ကြီးဟန်နောင်တရားစီရမယ်လို့ပြောသွားပါတယ်တဲ့မင်းသားကအသေးတက်လိုက်ဆိုတဲ့စာလုံးနှလုံးထဲကိုရိုက်ပြီးပြန်ပို့လိုက်တယ်ဘာလို့လဲဆိုတော့ဒီလိုချင်းချောက်မှုမျိုးတွေကိုသူအများကြီးကြားဘူးပြီးပြီဖြစ်လို့ဒီနေ့အထိသူ့ကိုနောင်တရားအောင်လုပ်နိုင်တဲ့သူမရှိသေးဘူးမင်းသားကငါကလူတယောက်ကိုအမြင့်ပြတ်အောင်ဖျက်ဆီးရတာဝါသနာမပါဘူးဒါပေမဲ့ငါမှမကောင်းတဲ့အကျင့်တစ်ခုရှိတယ်ငါ့ကိုလာဆွားတဲ့ကောင်ကိုတော့နောင်တရားကိုယ်တိုင်ကပါကြောက်လန့်ပြီးထွက်ပြေးရမယ့်သင်ခန်းစာမျိုးပေးတတ်တယ်လို့ပြောတယ်နေ့လယ်စာစားချိန်မှာလူလူရန်စီကကားလဲပြောင်းလိုက်ပြီးအဲ့ဒီလူလဲထွက်သွားပြီးအခုတော့နင်ကျင်နေပြီမလားဆိုတဲ့ message ချဝင်လာတယ်မင်းသားကနေ့ရဲ့နောက်အပြုတ်မှုပေါ်မှာပဲမူတည်ပါတယ်လို့အေးအေးဆေးဆေးပြန်စာပို့လိုက်တယ်အဲ့ဒီနောက်ပိုင်းသူမစီကဘာပြန်စာမှမလာတော့ပဲပြဿနာကဒီတင်ပြီးသွားပြီလို့ထင်ရတယ်ဒါပေမဲ့တလအကြာမှာတော့မင်းသားတစ်ခုခုလွဲချော်နေပြီလို့ခံစားရတယ်လူလူရန်ဟာဒီရက်ပိုင်းမှာပုံမှန်ထက်ပိုပြီးငြိမ်သက်နေခဲ့တယ်ဒါကသူမရဲ့တဘာဝစရိုက်နဲ့လုံးဝဆန့်ကျင်ဘက်ပဲညဘက်ကတင်ပေါ်မှာလဲရင်လူလူရန်ရဲ့ပြီးခဲ့တဲ့6လက project တွေကိုစစ်ဆေးနေတော့သူမသိတဲ့ပေးသွင်းသူကုမ္ပဏီအမည်တစ်ခုကိုတတိထားမိသွားတယ်သူချက်ချင်းပဲ screenshot ရိုက်ပြီးအတွင်းရေးမှုစီပို့ကအခြေအနေမေးလိုက်တယ်မိနစ်အနည်းငယ်အကြာမှာအတွင်းရေးမှုစီကရှည်လျားတဲ့စာတစ်စောင်ပြန်ရောက်လာပြီးမဲ့မင်းသားရဲ့မျက်စိကစာကြောင်းတစ်ကြောင်းထဲပေါ်ရောက်သွားတယ်အဲ့ဒါကဆန်စရာကျမအသေးစိတ်ထပ်စုံစမ်းနေပါတယ်ဒါပေမဲ့ဒီကုမ္ပဏီပိုင်ရှင်ရဲ့အချက်လက်တွေကတခုခုထူးဆန်းနေတယ်လို့ပဲဆိုတာပါပဲမင်းသားကအဲ့ဒီကုမ္ပဏီနာမည်ကိုတော်တော်ကြာစိုက်ကြည့်နေပြီးဖုန်းကိုခေါင်းပေးပစ်ချထားလိုက်တယ်မအိတ်ခင်မှာသူလူလူရန်စီမနှက်ဖြတ်မနှက်အတူတူမနှက်စာစားမယ်လို့စာပို့လိုက်တော့ okay ဆိုတဲ့ပြန်စာချက်ချင်းရောက်လာတယ်မင်းသားကဖုန်းပိတ်ပြီးမျက်လုံးမိတ်က okayတကယ်ပဲအဆင်ပြေပြေနဲ့ပြီးသွားရင်ကောင်းတာပေါ့လို့ရေရွတ်လိုက်တယ်နောက်တစ်နေ့မှာအတွင်းရေးမှုကလာပြီးဆရာလူသခင်မကအခုတလောကုမ္ပဏီအသစ်တစ်ခုနဲ့အရန်ရင်းနှီးနေပါတယ် project ကအကြီးကြီးမဟုတ်ပေမဲ့တပတ်ကိုအနည်းဆုံး၄ချိန်လောက်သူတို့နဲ့တွားတွေ့ပြီးအစည်းအဝေးလုပ်နေပါတယ်လို့အစီရင်ခံတယ်အတွင်းရေးမှုကလူလူရန်ရဲ့တလစာအလုပ်စီစဉ်ပါတယ်တက်ပလက်ကိုမင်းသားစီကမ်းပေးတယ်မင်းသားကတက်ပလက်ကိုယူရင်းဆက်ပြောလို့ဆိုတော့အတွင်းရေးမှုကချောင်းတစ်ချက်ဟန်ပြီးတုံဆိုင်နဲ့ဆရာနောက်တစ်ချက်ကလီကျဲဖုံးကအလုပ်ကနေအထုတ်ခံရပြီးနောက်ပိုင်းဒီကုမ္ပဏီမှာပဲအလုပ်ပြန်ဝင်ထားပါတယ်သူ့ရဲ့ယာရုကစီးပွားရေးဒါရိုက်တာရဲ့လက်ထောက်ပါလို့ပြောလိုက်တယ်ဒါကိုကြားတော့မင်းသားရဲ့လက်တွေရစ်တန်သွားတယ်စက်မှုလုပ်ငန်းနယ်ပယ်တစ်ခုလုံးကနေပိတ်ပင်ခံထားရတဲ့အတွေ့အကြုံမရှိဘွဲရကစအလုပ်တင်တယောက်ကတညာတဲ့နဲ့စီးပွားရေးဒါရိုက်တာရဲ့လက်ထောက်ဘယ်လိုလုပ်ဖြစ်သွားနိုင်မှာလဲအတွင်းရေးမှုကဆက်ပြီးဆရာအဲ့ဒီကုမ္ပဏီကကျမတို့ရဲ့ပင်မစရင်းထဲမှာမပါတဲ့ဒုတိယတန်းစားပေးသွင်းသူကုမ္ပဏီဖြစ်လို့အစကဂယုမဆိုင်မိလိုက်တာပါလို့ရှင်းပြတယ်မင်းသားကတက်ပလက်ကိုချပြီးထိုင်ကုန်ကိုမိထိုင်လိုက်တယ်တခန်းလုံးအကြတန်တောင်ကြားရလောက်အောင်တိတ်ဆိတ်သွားပြီးအတွင်းရေးမှုခများကြောက်လွန်းလို့နေရာကနေတုံတောင်မလုပ်ရဘူး2မိနစ်လောက်ကြာမှမင်းသားကအဲ့ဒီကုမ္ပဏီနဲ့လက်ရှိငါတို့ project ဘယ်နှခုရှိလဲလို့မေးတယ်အတွင်းရေးမှုက3ခုပါဆရာ2ခုကအဟောင်းတွေဖြစ်ပြီးတစ်ခုကတော့အခုလေးတင်လက်မှတ်ထိုးထားတာပါလို့ဖြေတယ်မင်းသားကအေးဆက်ဆက်နဲ့3ခုစလုံးကိုချက်ချင်းဖြတ်သိမ်းလိုက်လို့အမိန့်ပေးတယ်အတွင်းရေးမှုကလန့်သွားပြီးဆရာအကုန်လုံးလားဒါပေမဲ့ project တစ်ခုအတွက်ကျမတို့ကြိုတင်ငွေတောင်ပေးထားပြီးပြီလေလို့ပြောတော့မင်းသားကမျက်တောင်တစ်ချက်မခတ်ပဲကြိုတင်ငွေကိုမေးလိုက်စမ်းပါစာချုပ်အရာဒဏ်ကြေးသတ်မှတ်ချက်ကငါတို့ဘက်မှာအသာစီးရနေတယ်လို့ဆိုတယ်ပြီးတော့မင်းသားကဖုန်းကိုယူအဆက်အသွယ်တွေကိုရှာရင်းဒီကုမ္ပဏီနဲ့အလုပ်လုပ်နေတဲ့ပေးသွင်းသူတွေအားလုံးရဲ့စာရင်းကိုထုတ်ပါမင်းကိုယ်တိုင်သူတို့စီဖုန်းဆက်ပြီးဇန်လုပ်ငန်းစုနဲ့အလုပ်လုပ်ချင်ရင်အဲ့ဒီကုမ္ပဏီနဲ့ပတ်သက်သမျှအဆက်အသွယ်အားလုံးဖြတ်တောက်ပြရမယ်လို့ပြောလိုက်လို့ထပ်မံအမိန့်ပေးတယ်အတွင်းရေးမှုကတုံ့လုံးစွာနဲ့ဒါပေမဲ့ဆရာဒီချီလန်းကနည်းနည်းကြီးမှမသွားဘူးလားလို့မေးတော့မင်းသားကတက်ပလက်ကိုစပွဲပေါ်ပစ်ချပြီး
ဒါမကြီးမားပါဘူးငါကလူတစ်ယောက်ကိုဒီနယ်ပယ်ကနေပျောက်ကွယ်သွားအောင်လုပ်ဖို့ဆုံးဖြတ်ပြီးရင်သူ့ကိုပုံစံပြောင်းပြီးပြန်တန်းခွင့်မပေးနိုင်ဘူးဘယ်သူပဲဖြစ်ဖြစ်သူ့ကိုဒီလေကားထောင်ပေးတဲ့ကောင်ရဲ့လှေကားကိုငါရဲချိုးပစ်မယ်လှေကားကမကျိုးရင်လှေကားနဲ့အတူအဲ့ဒီလှေကားလုတ်တဲ့ကောင်ကိုပါငါမြေမြုပ်ပစ်မယ်လို့ပြောလိုက်တယ်အတွင်းရေးမှုလည်းတက်ပြင်းချပြီးခေါင်းငိမ့်ကထွက်သွားခဲ့တယ်တမွန်းလွဲလုံးအတွင်းရေးမှုဟာဖုန်းတွေပဲဆက်တိုက်ဆက်နေခဲ့ပြီးညနေပိုင်းမှလာပြီးဆရာဒီနယ်ပယ်ထဲမှာဘသူမှမလွန်ဆန်ရဲတဲ့တတိမရှိကြပါဘူးလို့အစီရင်ခံတယ်ညဘက်လူရန်အိမ်ပြန်ရောက်လာတဲ့အခါသူမရဲ့မျက်နှာကလုံးဝပြည့်ရွှင်းနေပြီးဖုန်းကလည်းတောက်လျှောက်မြည်နေခဲ့တယ်သူမကစိတ်ပြက်လက်ပြက်နဲ့ဖုန်းကိုဖျက်လိုက်ပြီးမှပြန်ကင်ပြီးအေးငါတိပြီးနင်တို့လက်မနေနဲ့လို့ဖုန်းထဲကိုအော်ပြောနေတယ်မင်းသားကတော့ထမင်းဆက်စပွဲမှာအေးစစ်စစ်ထမင်းစားနေတော့သူမကဖုန်းချပြီးမင်းသားကိုစိုက်ကြည့်ကဒေါသတကြီးနဲ့ဒါတွေအကုန်လုံးနင်လောက်တာမလားလို့မေးတယ်မင်းသားကပေါ့ပပပဲအေးဟုတ်တယ်လို့ဖြေတယ်သူမကအဲ့ဒီ project တွေရပ်တန့်သွားရင်ငါတို့ကုမ္ပဏီလည်းထိခိုက်နေနိုင်မယ်ဆိုတာနင်သိလားလို့အော်တော့မင်းသားကအေးသိတာပေါ့လို့ပြန်ဖြေတယ်သူမကလူမတက်ဖြစ်ပြီးဒါဆိုနင်ဘာလို့ဒီလိုလုပ်ရတာလဲလို့မေးတဲ့အခါမင်းသားကလက်ကင်တုပ်ကိုစပွဲပေါ်ချသူမကိုစိုက်ကြည့်ပြီးလူရန်ငါမင်းကိုအဲ့ဒီကောင်ကိုအလုတ်ထုတ်ဖို့နဲ့ကားကိုအမိုက်ပုံနဲ့ပို့ဖို့ပြောခဲ့တယ်မင်းလုပ်ခဲ့တယ်ဒါပေမဲ့အကွက်ရွှေ့ပြီးအနောက်ကနေသူ့ကိုအလုတ်တစ်တစ်ခုရှာပေးခဲ့တယ်အဲ့ဒါကလည်းငါတို့ကုမ္ပဏီရဲ့စီးပွားရေးကိုအကြောင်းပြပြီးတော့လေမင်းကငါ့ကိုလူအောက်မိနေလားလို့မေးလိုက်တယ်သူမတခုခုပြောဖို့ပါစက်ဟာပေမဲ့ဘာမှမပြောနိုင်တော့ဘူးမင်းသားကနေရာကနေထပြီးသူမအနာကတ်သွားကမင်းငါကိုရက်ဆက်တယ်လို့ထင်နိုင်တဲ့အရာရာကိုထိန်းချုပ်ချင်တဲ့ကောင်လို့ထင်နိုင်တယ်ဒါပေမဲ့မင်းငါကိုလူလို့တော့လာတွေးလို့မရဘူးဒါငါရဲ့အောက်ခြေလိုင်းပဲလို့ပြောတယ်သူမကမျက်လုံးချင်းမစုံရဲပဲတုံရင်နေတဲ့လေတံနဲ့စမ်းကြည့်ဟန်နင်လူတယောက်ကိုအသက်ရှင်တန်ခွင့်အခွင့်အရေးလေးတစ်ခုတောင်မပေးနိုင်ဘူးလားလို့မေးတော့မင်းသားကအကျယ်ကြီးရေမောပြီးလူတယောက်ဟုတ်လားအဲ့ဒီလူကဘသူလဲလို့မေးကသူမဘာမှမဖြေနိုင်ခင်မှာပဲလှည့်ပြီးသူ့ရဲ့စာကြည့်ခန်းထဲဝင်သွားခဲ့တယ်တကားမပိတ်ခင်မှာသူကပြန်လှည့်ကြည့်ပြီးလူရန်ဒီနေ့နောက်ပိုင်းမင်းအဲ့ဒီကောင်ဘက်ကနေစကားတခွန်းထပ်ပြောရင်နောက်တစ်ချိန်ငါရဲ့အဖြေကဒီလောက်ရိုးရှင်းမှမဟုတ်တော့ဘူးလို့ပြောလိုက်တယ်ဒီသတင်းအားလုံးဟာလူမီသားစုရဲ့အဖွားကြီးစီကိုချက်ချင်းရောက်သွားခဲ့တယ်အဲ့ဒီနေ့လယ်ပိုင်းမင်းသားအစည်းအဝေးလုပ်နေတော့အရေးကြီးတဲ့သတင်းတစ်ခုကိုအတွင်းရေးမှူးကလာပြီးတိုးတိုးလေးသတင်းပို့တယ်ဆရာလူမီသားစုရဲ့အဖွားကြီးအကုန်တိသွားပါပြီသူတော်တော်လေးဒေါသထွက်နေပြီးလူရန်ကိုအမပြင်ဆင်နိုင်ဖို့အတွက်အိမ်မှာပဲနေအိမ်အကျယ်ချုပ်ချလိုက်ပါပြီတဲ့မင်းသားရဲ့မျက်နှာမှာဘာအရေးရောင်မှမပြပဲအစည်းအဝေးကိုဆက်လုပ်ခဲ့တယ်အစည်းအဝေးအပြီးမှာအတွင်းရေးမှူးကထပ်လာပြီးဆရာလူရန်ရဲ့အဖေကိုယ်တိုင်လူမိသားစုကိုစားလီကျဲဖုန်းကိုစက်မှုလုပ်ငန်းကနေပိတ်ပင်တဲ့အမိန့်ထုတ်ပြန်လိုက်ပြီးသူ့ကိုအလုပ်ကနေချက်ချင်းထုတ်ပစ်လိုက်ပါပြီဒီတစ်ချိန်မှာလူမိသားစုကိုယ်တိုင်အရေးယူတာဖြစ်လို့ကျွန်တော်တို့နီလန်းထက်တောင်ပိုပြီးပြတ်သားနေပါတယ်လို့ပြောပြတယ်မင်းသားကခေါင်းပဲငိမ့်ပြလိုက်တယ်လူမိသားစုရဲ့လုပ်ရအပေါ်သူဘာမှအံ့ဩမနေဘူးဒါပေမဲ့သူစိုးရိမ်တာကအခုချိန်မှာလူရန်ဘာဆက်လုပ်မလဲဆိုတာပဲပြီးတော့သူစိုးရိမ်တဲ့အတိုင်းဖြစ်လာခဲ့တယ်ည10နာရီမှာလူရန်ပြန်ရောက်လာပြီးတကားကိုဖုံးကနေမြည်အောင်တွန်းဖွင့်လိုက်တယ်စမ်းကြည့်ဟန်လို့သူမဒေါသတကြီးអော်လိုက်တယ်သူမရဲ့အဝတ်စားတွေကဖျို့ဖျဲဖြစ်နေပြီးမျက်လုံးတွေကလည်းငိုထားလို့ရဲနေခဲ့တယ်မင်းသားကသူမဒီညပြဿနာလာရှာမယ်ဆိုတာသိထားပေမဲ့သူမရဲ့ဒီလိုပုံစံကိုမြင်ရတဲ့အခါတကယ်ကိုစိတ်ပြတ်မိတယ်သူမကအနားကိုလာပြီးနေငါအဖွားစီသွားပြီးတိုင်လိုက်တာမလားလို့អော်တယ်မင်းသားကသူမကိုလှည့်မကြည့်ပဲတည်ငြိမ်တဲ့လေတံနဲ့ငါသွားမတိုင်ဘူးလို့ဖြေတယ်သူမကဒေါသတွေထိမ့်မရပဲငါအဖွားကငါ့ကိုအခန်းထဲမှာပိတ်လောင်ထားခြင်းနေတာနင်ဒါဘူးမြင်ရတော့သဘောကျနေတယ်မလားလို့ထပ်អော်တော့မင်းသားကမင်းဒီလိုဖြစ်တာနဲ့ထိုက်တန်ပါတယ်လို့အေးဆက်ဖြေလိုက်တယ်ဒီစကားကိုကြားတော့သူမယူမတက်ဖြစ်သွားပြီးဆိုဖာကိုရိုက်ကစမ်းကြည့်ဟန်နင်တကယ်တော့ဘာလို့ချင်တာလဲအလုပ်တင်တယောက်အတွက်နဲ့နင်ဒီလောက်ပြဿနာရှာတယ်အလုပ်ကထုတ်တယ်နင်ကုမ္ပဏီတွေကနေပိတ်ပင်တဲ့အခုငါအဖေကပါနင်ဘက်ကပါသွားပြီးသူက22နှစ်ပဲရှိသေးတဲ့ကောင်လေးတယောက်ပါသူကနင်မျက်စီထဲမှာဒီလောက်တောင်ကလန့်ဖြစ်နေလို့နင်ဘာလို့တီးမခံနိုင်ရတာလဲလို့အော်ဟစ်ငိုယူတယ်မင်းသားကလက်ဖက်ရည်ခွက်ကိုစပွဲပေါ်အသားအရာချဖြည်းဖြည်းချင်းထွက်လိုက်ပြီးတီးမခံနိုင်ဘူးဟုတ်လားလို့ပြောကကြောက်စရာကောင်းတဲ့အပြုံးနဲ့လူရန်မင်းတို့လူမိသားစုတစ်ခုလုံးတစ်နှစ်ပတ်လုံးရှာတဲ့ပတ်စံကငါရဲ့ဇာလုပ်ငန်းစု3လပတ်ရှာတဲ့ပတ်စံထက်တောင်နေသေးတယ်လို့ပြောလိုက်တယ်မင်းသားရဲ့ဒီလိုအရှိန်အဝါရှိမှသူမရဲ့ယုံကြည်မှုတွေအားလုံးပြပုံဖြစ်သွားရတယ်မင်းသားကသူမကိုစိုက်ကြည့်ပြီးငါမင်းကိုမင်းရဲ့တိတ်ခါကိုထိမ့်သိမ့်ဖို့နောက်ဆုံးအခွင့်အရေးပေးခဲ့တယ်မင်းဒီနေ့ထိုင်နေတဲ့ကျိုးထိုင်ကုန်ကမင်းဘယ်လိုရခဲ့လဲဆိုတာမင်းငါထပ်ပိုသိပါတယ်မင်းကဒီတိတ်ခါကိုတန်ဖိုးမထားဘူးဆိုရင်တော့ငါဒီကစားပွဲတစ်ခုလုံးကိုပြောင်းပြန်လှန်ပစ်လိုက်မယ်လို့ပြောလိုက်တယ်လူရန်ဟာကြောက်ကြောက်နဲ့တတွေးမျိုးချမိပြီးနောက်မဆုတ်ပေမဲ့လက်သီးကိုကြစ်ပါအောင်ဆုပ်ထားကငိုတံပါကြီးနဲ့နင်ကအမြဲတမ်းချင်းချောက်တာပဲတက်တယ်လို့ပြောတယ်မင်းသားကငါချင်းချောက်နေတာမဟုတ်ဘူးငါအမှန်တရားကိုပြောပြနေတာမင်းအခုထိအခြေအနေကိုသဘောမပေါက်သေးဘူးပဲလို့တည်ငြိမ်စွာပြောလိုက်တယ်အခန်းထဲမှာချက်ချင်းတိတ်ဆိတ်သွားပြီးရုတ်တရက်သူမကလှည့်ပြီးစပွဲပေါ်ကကားတော့ကိုကောက်ကအပြင်ကိုဝုန်းတိုင်းကျထွက်သွားခဲ့တယ်ဒီဖြစ်ရပြီးအတိအကျတစ်ပတ်အကြာမှာအတွင်းရေးမှူးကမင်းသားစီသတင်းကြီးတစ်ခုလာပေးတယ်ဆရာ
လူလူရန်နဲ့အဲ့ဒီကောင်လီကျဲဖုံးတို့နှစ်ယောက်စလုံးဘီလီယံနာတွေရဲ့အထက်တန်းစားပါတီတစ်ခုမှာအတူတူတွေ့ရပါတယ်သူတို့နှစ်ယောက်လက်ချင်းချိတ်ပြီးရှောက်သွားနေကြတာအခုတော့သူတို့ဖုံးကွယ်ဖို့တောင်စိတ်မဝင်စားကြတော့ပါဘူးတဲ့ဒါကိုကြားတာနဲ့ငါတို့မင်းသားဟာတစ်စက္ကန့်လေးတောင်အချိန်မဖြုံးပဲလူမိသားစုရဲ့ပင်မအိမ်ကြီးစီချက်ချင်းဖုံးဆက်လိုက်တယ်ဖုံးကိုအိမ်ကူကကင်တော့မင်းသားကပြတ်သားတဲ့လေတံနဲ့အဖွားကြီးကိုဖုံးပေးလိုက်စံကြီးဟန်ကဒီစစ်ဆက်ပွဲကိုဖျက်သိမ်းခြင်းတယ်လို့ပြောလိုက်လို့အမိန့်ပေးတယ်အိမ်အကူကကြောက်ကြောက်နဲ့ဒါပေမဲ့စံစရာအခုကတကောင်ကျော်နေပြီလေအဖွားကြီးအိပ်ပျော်နေပါပြီလို့ပြောတော့မင်းသားကငါဖုံးပေးလိုက်လို့ပြောနေတယ်လို့ဟိန်းဟောက်လိုက်တယ်9 မိနစ်အကြာမှာအဖွားကြီးရဲ့အိတ်ချင်မှုတူအတန်ကြီးထွက်လာတယ်ကြည်ဟန်ဘာဖြစ်လို့လဲသားတဲ့မင်းသားကဘာခံစားချက်မှမပါပဲကျွန်တော်နဲ့လူလူရန်ရဲ့ပတ်သက်မှုကဒီနေ့ဒီမှာတင်ပြီးဆုံးပါပြီကျွန်တော်ဒေါသထွက်ပြီးပြောနေတာမဟုတ်ပါဘူးသူမကိုပြုပြင်ဖို့အခွင့်အရေးတွေအများကြီးပေးခဲ့ဘူးတယ်ဒါပေမဲ့ဒီနေ့သူမလုပ်ရက်ကသူမရဲ့ဆုံးဖြတ်ချက်ကိုသူမပြဋ္ဌာန်းလိုက်တာပဲအခုကျွန်တော်တို့ကြားမှာပြောစရာဘာမှမကြံတော့ဘူးလို့ပြက်ပြက်တသားပြောလိုက်တယ်အဖွားကြီးကဖြောင်းဖြဖို့စူးစမ်းပြီးကြည်ဟန်အဖွားစကားကိုနားထောင်ပါဦးလို့ပြောပေမဲ့မင်းသားကကြားဖြတ်ပြီးအဖွားကြီးကျွန်တော်ပြောစရာရှိတာပြောပြီးကြံတဲ့တရားဝင်ကိစ္စတွေအတွက်မနှက်ဖြန်မနှက်အိမ်ကိုကျွန်တော်ကိုယ်တိုင်လာခဲ့ပါမယ်လို့ပြောကဖုန်းချလိုက်တယ်တကားဝမှာရက်ပြီးနားထောင်နေတဲ့အတွင်းရင်မှုဟာမင်းသားရဲ့ကြောက်စရာကောင်းတဲ့မျက်နှာကိုမြင်တာနဲ့ဘာဆက်ဖြစ်တော့မလဲဆိုတာရိပ်မိလိုက်တယ်မင်းသားကမနှက်ဖြန်မနှက်10နာရီအတွက်အားလုံးအစင်သင့်ပြင်ထားငါကိုယ်တိုင်လူမိသားစုအိမ်ကိုသွားမယ်လို့အမိန့်ပေးတယ်အတွင်းရင်မှုကဆရာဥပဒေရေးရအဖွဲ့ကိုပါခေါ်သွားရမလားလို့မေးတော့မင်းသားကမလိုဘူးတက်တော်ဆောင်တွေပဲခေါ်ခဲ့ပြီးတော့ပထနာကိုအစင်သင့်ပြင်ထားခိုင်းပါဒီညပါတီကဓာတ်ပုံတွေကိုနေရာစုံမှာပေါက်ချအောင်လုပ်မယ်ဒါပေမဲ့ငါလူမိသားစုနဲ့စကားပြောလို့မပြီးမချင်းဘသူကမှဘာမှဝင်မပြောခိုင်းနဲ့လို့မှာလိုက်တယ်နောက်တနေ့မနက်အချိန်ကျတော့မင်းသားဟာကော်ဖီတောက်ရင်းမှန်ပြတင်းပေါက်ကနေနေထွက်လာတာကိုကြည့်နေတယ်သူထွက်ခွာဖို့ပြင်ဆင်နေတော့သူ့ဖုန်းစီကိုအမည်မသိနံပါတ်တစ်ခုကနေ message ချဝင်လာတယ် Hello Mr. Zhangစစ်ဆက်ပွဲဖျက်သိမ်းတော့မယ်လို့ကြားတယ်ဒါပေမဲ့လူရန်ကတော့ခမားကိုတစ်သက်လုံးလက်လွတ်မှာမဟုတ်ဘူးလို့ကျွန်တော်ကိုပြောထားတယ်ထားပါတော့ဒါခမားတို့နှစ်ယောက်ကိစ္စပဲခမားတိထားတင်တယ်ထင်လို့ပါလီကျဲဖုန်းရဲ့ message ရဲ့အစုံမှာအပြုံး emoji လေးပါသေးတယ်မင်းသားကအဲ့ဒီအပြုံးကိုကြည့်ပြီးပြုံးလိုက်ကအဲ့ဒီနံပါတ်ကိုချက်ချင်း blacklist တွင်းလိုက်ပြီးအတွင်းရေးမှုစီတက်တော်ဆောင်အရေးအတွက်တိုးလိုက်ပါလို့စာပို့လိုက်တယ်အဲ့ဒီနောက်သူယူမိသားစုရဲ့အိမ်ကြီးစီရောက်သွားတယ်တကားကိုအိမ်ကူကဖွင့်ပေးပြီးသူ့မျက်နှာကလည်းပြက်နေရှာတယ်သူကတုံတုံရင်ရင်နဲ့ဆန်စရာအဖွားကြီးကအိတ်ခမ်းမှာစောင့်နေပါတယ်လို့ပြောတယ်မင်းသားကထွားကြိုင်းနဲ့တက်တော်ဆောင်တွေနဲ့အတူအရှိန်ဝါပြည့်နဲ့အထဲကိုဝင်လာခဲ့တယ်သူအိတ်ခမ်းနဲ့ခြေလန်းလိုက်တာနဲ့ထိုင်နေတဲ့သူတွေအားလုံးရဲ့မျက်လုံးတွေကသူ့စီပဲရောက်လာကြတယ်အဖွားကြီးကအလဲကထိုင်ကုန်ကြီးမှာထိုင်နေပြီးသူမရဲ့မျက်နှာကဒေါသနဲ့စိုးရိမ်စိတ်ကြောင့်ဖြူရောနေတယ်လူလူရန်ရဲ့အဖေကတော့မျက်လုံးတွေရဲနေပြီးဘေးမှာမတ်တက်ရက်ကလက်ကင်ဘဝကိုကြစ်ကြစ်ပါအောင်ဆုပ်ထားတယ်သူတို့အပြင်တခြားဆွေမျိုးအချို့နဲ့မိသားစုရှိနေလဲရှိနေကြတယ်အဖွားကြီးကရှေ့ကဆိုဖာကိုညွန်ပြပြီးကြည်ဟန်ထိုင်ပါဦးလို့ပြောပေမဲ့မင်းသားကပြတ်သားတဲ့လေတံနဲ့မလိုပါဘူးကျွန်တော်မတ်တက်ရက်ပြီးပဲပြောပါမယ်ကျွန်တော်ဒီကိုလာတာစစ်ဆက်ပွဲဖြစ်သိမ်းမှုနဲ့လူလူရန်နဲ့ပတ်သက်သမျှအားလုံးအဆုံးသတ်ဖို့လာတာပါလို့ပြောလိုက်တယ်ဒါကိုကြားတော့လူလူရန်ရဲ့အဖေကမျက်ရည်တွေကိုတုံရင်းရှေ့ကိုတိုးလာပြီးကြည်ဟန်သားရဲ့မင်းနဲ့ရီယန်ကပြီးခဲ့တဲ့3နှလုံးလုံးတွဲလာခဲ့ကြတာပဲအတူတူထိုင်ပြီးမဖြေရှင်းနိုင်စရာဘာပြဿနာရှိလို့လဲလင်မယားအလောင်းအရာတွေကြားမှာရန်ဖြစ်တာကတော့ရှိတတ်တာပဲမလားလို့လားအတနာခံတယ်မင်းသားကကျွန်တော်တို့အခုထိလင်မယားမဖြစ်သေးပါဘူးလို့စိုက်ကြည့်ပြီးပြောတယ်သူမအဖေကမင်းသားရဲ့လက်ကိုလာကင်ဖို့ကြိုးစားပြီးငယ်ရွယ်တဲ့အချိန်မှာအမားဆိုတာရှိတတ်ပါတယ်ယူရန်ဒီတစ်ချိန်အမားကြီးမှသွားတာကိုငါလက်ခံပါတယ်ဒါပေမဲ့မင်းသူမကိုပြုပြင်ဖို့အခွင့်အရေးတစ်ခုတော့ပေးတင်တယ်လေလို့ပြောပေမဲ့မင်းသားကဘာခံစားချက်မှမပြပဲလက်ကိုနောက်ဆုတ်လိုက်ပြီးကျွန်တော်သူမကိုအခွင့်အရေးပေးခဲ့ပြီးတစ်ချိန်မကဘူးအချိန်ချိန်ပဲလို့ဖြေတယ်အဲ့ဒီနောက်အဖွားကြီးကချောင်းဆိုးရင်းသူမရဲ့လေးလံတဲ့အတန်ကြီးနဲ့ကြည်ဟန်လူရန်မင်းအပေါ်မှားခဲ့တာကိုအဖွားသိပါတယ်ဒါပေမဲ့ငါတို့မိသားစုနှစ်စုရဲ့စီးပွားရေးတွေကအပြန်အလှန်ဆက်နွယ်နေတာမင်းဒီဆက်ဆံရေးကိုဖျက်တောက်လိုက်ရင်ဇန်လုပ်ငန်းစုကလူမိသားစုပါနှစ်ဦးနှစ်ဖက်အကြီးအကျယ်နစ်နာလိမ့်မယ်လို့စီးပွားရေးအမျက်ဆုံးနဲ့လာပြီးဆွဲဆောင်တယ်မင်းသားကတယောပြုံးပြုံးလိုက်ပြီးသူ့ရဲ့စာရွက်စာတမ်းတစ်တာကိုစပွဲပေါ်ဖုံးကနေမြည်အောင်တင်လိုက်ကအဖွားကြီးပြီးခဲ့တဲ့3နှစ်အတွင်းမှာကျွန်တော်လူမိသားစုအတွက်လုပ်ပေးခဲ့သမျှအရာအလုံးရဲ့စည်ရင်းစရာတွေဒီဖိုင်ထဲမှာအကုန်ရှိတယ်အခုအားလုံးကိုပြန်သိမ်းစီရမယ့်အချိန်ပဲကျွန်တော်ပေးနိုင်တယ်လို့အကုန်လုံးကိုလည်းပြန်ရုပ်သိမ်းနိုင်တယ်လို့ကြောက်စရာကောင်းတဲ့လေတံနဲ့ပြောလိုက်တယ်တခန်းလုံးဟိန်းခနဲ့တိတ်ဆိတ်သွားတယ်ဒါပေမဲ့ရုတ်တရက်တကားဝါကနေခြေတံကျဲကြီးကြားလိုက်ရပြီးယူယူရန်တကားကိုတွန်းဖွင့်ကဝင်လာခဲ့တယ်သူမရဲ့အနောက်မှာတော့အလုတ်တင်လီကျဲဖုံးလဲပါလာတယ်သူမကဝင်လာတာနဲ့စံကြည့်ဟန်နင်းကိုနေပါကောင်းထင်နေလဲငါတို့စစ်ဆက်ပွဲကနင်းစိတ်ကူးပေါက်တိုင်းဖြတ်ချင်တိုင်းဖြတ်လို့ရတဲ့ပြက်လုံးတစ်ခုမဟုတ်ဘူးလို့အော်တော့တယ်မင်းသားကအရှိန်အဝပြည့်နဲ့ငါကစံကြည့်ဟန်ပဲငါကပတ်သက်မှုပြီးပြီဆိုရင်ပြီးပြီပဲလို့ပြောလိုက်တယ်အဲ့ဒီအချိန်မှာဆရာကြီးလှုပ်ချင်တဲ့လီကျဲဖုံးကကြားထဲကနေဝင်ပါပြီးလူလူရန်ရဲ့လက်ကိုကင်ကာလူရန်တခင်မစိတ်လျှော့ပါသူကဒေါသထွက်ပြီးပြောနေတာပါလို့ပြောပြီးမင်းသားဘက်ကိုလှည့်ကထူးဆန်းတဲ့အပြုံးနဲ့မစ္စတာဆန်း
ခမားတစ်ခုခုအထင်လွဲနေပါပြီကျွန်တော်တကယ်ပဲခမားတို့ရဲ့ဆက်ဆံရေးကိုမဖြတ်စည်းချင်ပါဘူးကျွန်တော်နဲ့လူသခင်မကပုံမှန်တငယ်ချင်းတွေပါပဲလို့အတိတ်ပဲမရှိတာတွေလာပြောတယ်မင်းသားကမင်းကိုကြားထဲကနေစကားပြောဖို့ဘသူကခွင့်ပြုချက်ပေးလို့လဲလို့ဟိန်းဟောက်လိုက်တယ်လူလူရန်ရဲ့အဖေကဒေါသတကြီးနဲ့စပွဲကိုရိုက်လိုက်ပေမဲ့လူလူရန်ကချက်ချင်းပဲလီကျဲဖုံးရှိကနေကာကွယ်ပြီးအဖေစန်ကြီးဟန်ကအားလုံးကိုလွန်သွားပြီးပွဲရကစားကောင်းလေးတယောက်ကိုစက်မှုလုပ်ငန်းတစ်ခုလုံးကနေပိတ်ပင်လိုက်တဲ့ပုံမှန်လူတယောက်ကဒီလိုလုပ်ပါမလားလို့អော်တယ်မင်းသားကတည်ငြိမ်တဲ့အုံနောက်နဲ့ဒါဆိုမင်းကသူ့ကိုဘလောက်အထိကာကွယ်ပေးလဲဆိုတာငါ့ကိုလာပြတာပေါ့လို့မေးတော့လူလူရန်ကမာထန်ထန်နဲ့ငါသူ့ကိုဒီခေါ်လာတာနဲ့သူ့ကိုပြန်ပြီးတောင်းပန်ဖို့အတွက်ခေါ်လာတာလို့ပြောလိုက်တယ်တခန်းလုံးတေချင်းတရက်လို့ငြိမ်သက်သွားခဲ့တယ်အဖွားကြီးကဒေါသတကြီးနဲ့သူမရဲ့လမ်းလျှောက်တော့ကိုကျမ်းပြင်ပေါ်ဆောင်ပြီးမိုက်မဲတဲ့မိန်းကလေးဒူးထောက်ပြီးချက်ချင်းတောင်းပန်ဆန်းလို့អော်ပေမဲ့မင်းသားကတော့ကြဲကြဲလောင်လောင်ရေမောပြီးလူတွေအားလုံးရှိမှတင်စစ်ဆက်ပွဲစာချုပ်ကိုစုပ်ဖြဲပစ်လိုက်တယ်လီကျဲဖုံးကတခုခုထပ်ပြောဖို့ကြိုးစားပေမဲ့မင်းသားရဲ့တက်တော်ဆောင်တွေကသူ့ကိုချက်ချင်းဖမ်းချုပ်လိုက်ပြီးသူကရုန်းကန်ရင်ခမားတို့ဘာလုပ်တာလဲလို့អော်တယ်မင်းသားကသူ့ကိုစကားဆက်ပြောခွင့်မပေးဘဲရှေ့ကိုတိုးသွားပြီးသူ့မျက်နှာကိုလက်သီးနဲ့ပြင်းပြင်းထန်ထန်ထိုးပစ်လိုက်တယ်လက်သီးကပြင်းလွန်းလို့သူ့ပါးစပ်ကနေသွေးတွေစီးကျလာတယ်လူလူရန်ကလန့်သွားပြီးသူ့ကိုကယ်ဖို့ပြေးလာပေမဲ့မင်းသားကချက်ချင်းလှည့်ပြီးလူလူရန်ရဲ့မျက်နှာကိုပါဖြန်းကနေမြည်အောင်ပါရိုက်ပစ်လိုက်ကဒါကမင်းအတွက်လို့ပြောလိုက်တယ်သူမကပါးကိုကင်ပြီးလုံးဝစွန့်အံ့ဩသွားရတယ်မင်းသားကလက်ကိုခါထုတ်လိုက်ပြီးလူလူရန်ဒီနေ့ကစပြီးမင်းကငါရဲ့စစ်ဆက်ထားသူမဟုတ်တော့ဘူးတကယ်ပြောရရင်မင်းမှာဘာတန်မိုးမှမရှိတော့ဘူးလို့ကြောက်စရာကောင်းတဲ့အတန်နဲ့ပြောလိုက်တယ်စာချုပ်စာနာတွေကကျမ်းပြင်ပေါ်မှာလွင့်စင်နေပြီးဘသူမှကောက်ရဲတဲ့တတိမရှိကြဘူးအဖွားကြီးကတုံတုံရင်ရင်နဲ့တုတ်ကိုအားကိုးပြီးထရက်ကကြီးဟန်သားရဲ့စိတ်လျှော့ပါငါတို့လူမိသားစုကမင်းကိုဒီအတွက်အပြည့်အဝအလျော်စားလုပ်ပေးပါမယ်လို့ပြောတော့မင်းသားကတော်ပြုံးနဲ့ဘလို့လျော်စားလဲလို့မေးတယ်အဖွားကြီးကလူလူရန်ကိုလှည့်ကြည့်ပြီးဒူးထောက်ဆန်းလို့အော်ပေမဲ့လူလူရန်ကစွတ်အတင်းမတက်ရက်နေတော့မယ်သူမရဲ့ပါးပေါ်မှာမင်းသားရိုက်ထားတဲ့လက်ပွေရအနီကွက်ကြီးကထင်ထင်ရှားရှားရှိနေတယ်သူမဒူးမထောက်တဲ့အခါအဖွားကြီးကလမ်းလျှောက်တုံနဲ့သူမရဲ့ဒူးကောင်းကိုအရှိန်နဲ့ရိုက်ချလိုက်တော့သူမနာကျင်စွာနဲ့ကျမ်းပြင်ပေါ်ဒူးထောက်ရဲရဲဆက်ဆက်လဲကျသွားခဲ့တယ်တခြားတစ်ဖက်မှာတော့အလုတ်တင်လီကျဲဖုံးဟာတက်တော်ဆောင်တွေရဲ့လက်ထဲမှာပါဇက်ပိတ်ခံထားရပြီးကလေးတစ်ယောက်လိုရှိုက်ကြီးတင်ငင်ငူနေရှာတယ်။မျက်ရည်တွေကရက်တက်မသွားဘူး။အဲ့ဒီနောက်လူလူရန်ရဲ့အဖေရှိကိုတိုးလာပြီးလေတံတွေချက်ချင်းပြောင်းကကြည်ဟန်။ငါသမီးကမိုက်မဲလို့ပါဒါပေမဲ့မင်းတို့သုံးနှလုံးလုံးအတူရှိခဲ့ကြတာပဲ။ငါမင်းကိုငါသားရင်းလို့သဘောထားခဲ့တာလို့ငိုတန်နဲ့ပြောတယ်။မင်းသားကသူ့ကိုစိုက်ကြည့်ပြီးသားရင်းဟုတ်လား။သားရင်တယောက်ကမိမိရဲ့စစ်ဆက်ထားသူမိမကတခြားကောင်တဲ့ပါတီပွဲတွေမှာရှောက်သွားနေတာကိုဒီလိုပဲကြည့်နေရမှာလားလို့မေးလိုက်တော့သူမအဖေပါဆက်အဟောင်းသားဖြစ်သွားရတယ်။မင်းသားကဆက်ပြီးငါကိစ္စတွေကိုဒီထက်ပိုပြီးအကြီးတန်းအောင်မလုပ်ချင်ဘူးလို့ပြောကစပွဲပေါ်ကစာရွက်စာတမ်းအားလုံးကိုဖွားကြီးပတ်တွန်းပေးလိုက်ပြီးပြီးခဲ့တဲ့3နှစ်အတွင်းကျွန်တော်ခမားတို့ကုမ္ပဏီမှာရင်းနှီးမြှုပ်နှံထားတဲ့အရင်းမြစ်တွေရဲ့စာရင်းအပြည့်စုံပဲ3ရက်အတွင်းကျွန်တော်ရဲ့ရှိနေတွေခမားတို့စီဥပဒေကြောင်းအရအကြောင်းကြားစာပို့လိုက်မယ်အားလုံးရှင်းလင်းရမယ်လို့ပြောတယ်အဖွားကြီးရဲ့လက်တွေတုံရင်နေပြီးမင်းနောက်တစ်ချိန်ထပ်ပြီးမစင်စားနိုင်တော့ဘူးလားလို့မေးပေမဲ့မင်းသားကပြက်ပြက်တသားညင်းဆိုပြီးအပြင်ကိုထွက်ဖို့လှည့်လိုက်တယ်အဲ့ဒီအချိန်မှာလီကျဲဖုံးကတက်တော်ဆောင်တွေလက်ထဲကရုံထွက်ပြီးခမားပါလို့ငါ့ကိုလိုက်တာလဲခမားကိုခမားပါကောင်းမတ်နေလဲပတ်စံရှိုံနဲ့လို့ယူသွတ်စွာအော်ဟစ်ပြန်တယ်မင်းသားကသူ့ရဲ့အတိတ်ပဲမရှိတဲ့စကားတွေကိုလှည့်တောင်မကြည့်ပဲအပြင်ကိုတန်းထွက်သွားခဲ့တယ်တက်တော်ဆောင်တွေကလီကျဲဖုံးကိုအပြင်ကိုဆွဲထုတ်ပြီးလွှင့်ပစ်လိုက်ကြလို့သူ့ရဲ့အော်တန်တွေလည်းတဖြည်းဖြည်းပျောက်ကွယ်သွားတယ်လူလူရန်ကတော့အစကနေအဆုံးထိကျမ်းပြင်ပေါ်မှာဒူးထောက်လျက်ပဲကြံရိတ်ခဲ့ပြီးလုံးဝစီစီညံ့ညံ့ကျင်းဝသွားခဲ့ပြီးကားထဲရောက်တဲ့အခါမင်းသားကမျက်လုံးမိတ်ပြီးကုမ္ပဏီကိုမောင်းလို့အမိန့်ပေးတယ်။အတွင်းရေးမှူးကနောက်ထပ်အမိန့်ကိုစောင့်နေတော့မင်းသားကမန်နေဂျာအားလုံးကိုအကြောင်းကြားလိုက်နေ့လယ်2 နာရီမှအစည်းအဝေးရှိတယ်။အဓိကအစီအစဉ်ကကုမ္ပဏီတွင်တန်ရှင်းရေးပဲလူမိသားစုနဲ့ပတ်သက်တဲ့ project တွေနဲ့သူတို့လူတွေကိုအကုန်ထုတ်ပြရမယ်လို့မှာတယ်။အတွင်းရေးမှူးကစိုးရိမ်တကြီးနဲ့ဆရာလူမိသားစုဘက်ကတုတ်ပြန်လာနိုင်ပါတယ်လို့ပြောပေမဲ့မင်းသားကမျက်လုံးဖွင့်ပြီးငါ့ကိုဘာမှဂရုမစိုက်ဘူးလို့ဆိုတယ်။ပြီးတော့ဖရက်ဖွဲ့ကိုလည်းဒီနေ့ပဲစံလုပ်ငန်းစုနဲ့လူမိသားစုတို့စစ်ဆက်ပွဲတရားဝင်ပြပြသွားပြီဖြစ်ကြောင်းနဲ့အခုကစပြီးတီးခြားလွတ်လပ်တဲ့လုပ်ငန်းတွေဖြစ်သွားပြီးမှစာချုပ်အားလုံးကိုပြန်လည်သုံးသပ်မယ်လို့တရားဝင်ထုတ်ပြန်ချက်ထုတ်လိုက်ပါလို့အမိန့်ပေးလိုက်တယ်။အတွင်းရေးမှူးစာရိုက်နေတော့မင်းသားဖုံးစီလူလူရန်စီကစံကြည်ဟန်နင်းဒီကိစ္စအတွက်အကြီးအကျယ်နောက်တရားရလိမ့်မယ်ဆိုတဲ့စာဝင်လာတယ်။မင်းသားကတယောပြုံးလိုက်ပြီးဒီစကလုံးကိုလီကျဲဖုံးလဲပြောသွားတာပဲနှစ်ယောက်စလုံးရဲ့စညွန်းကအတူတူပါပဲလားလို့တွေးကဘာတော့ပြန်မှုမှမပြပဲမက်ဆေ့ချကိုဖျက်ပစ်လိုက်ပြီးဆက်လက်အနားယူနေခဲ့တယ်။နောက်တော့ဆိုတဲ့စကလုံးဟာမင်းသားရဲ့အဘိဓမ္မာကိုမရှိတာသူ့မှာဘယ်တော့မှအနောက်ပြန်လှည့်ကြည့်စရာမလိုတဲ့အာနာနဲ့စွမ်းအားရှိပြီးသားပဲ။တကယ်တော့ဇန်ကြီးဟန်ကိုဆုံးရှုံးပြီးနောက်သူတို့မှာဘာကြံသေးလဲဆိုတာကိုအဲ့ဒီလူတွေပဲတွေးပူရမှာအဲ့ဒီနေ့လယ်ပိုင်းတရားဝင်ထုတ်ပြန်ချက်ထွက်လာတဲ့အခါကုမ္ပဏီတစ်ခုလုံးပေါ်လောရိုက်သွားပြီး4 နာရီကြာအစည်းအဝေးပြင်းထန်လုပ်ခဲ့ရတယ်။
မင်းသားဟာလူမိသားစုရဲ့ project တွေကိုတခုမကြံရွေးထုတ်ပြီးဖျက်သိမ်းပစ်ခဲ့တယ်လို့လူရန်ခန့်ထားခဲ့တဲ့မန်နေဂျာနှစ်ယောက်ကိုလည်းဘာသတိပေးချက်မှမပေးဘဲချက်ချင်းယာတုကထုတ်ပစ်လိုက်တယ်။သူတို့မျက်နှာတွေပြတ်သွားပေမဲ့ဒီကုမ္ပဏီမှာမင်းသားရဲ့အမိန့်ကသာအတီးမို့ဘယ်သူမှစကားတခုံမဟာရဲကြဘူး။၃ရက်ကြာမှလူမိသားစုဟာတောင်းပန်ဖို့အတွက်အသေးအတန်ဖြစ်နေကြပြီးလူရန်ရဲ့အဖေက၃ချိန်တိုင်ဖုန်းဆက်ပေမဲ့မင်းသားကဖုန်းမကင်ခဲ့ဘူး။ဒါပေမဲ့9ရက်မြောက်နေ့မှာအတွင်းရေးမှူးကတုံရင်နဲ့မင်းသားစီလာပြီးဗီဒီယိုတစ်ခုပြတယ်။အဲ့ဒါက follower 2 တန်းရှိတဲ့အမှုပညာသတင်းဘလော့ကာတယောက်ရဲ့ဗီဒီယိုဖြစ်ပြီးဗီဒီယိုထဲမှာအလုတ်တင်လီကျဲဖုန်းကအခန်းကျင်းလေးတစ်ခုထဲမှာထိုင်ပြီးကလေးတစ်ယောက်လိုငိုယိုကားကျွန်တော်ကအပြစ်ကင်းတဲ့ပွဲရကစလေးပါကျွန်တော်ရဲ့စွမ်းဆောင်ရည်ကောင်းလို့ယူတတ်ခင်မကကျွန်တော်ကိုစီးပွားရေးခီးစဉ်ခေါ်သွားတာပါဒါပေမဲ့ဇန်ဆရာကဘာမှမမေ့ပဲကျွန်တော်ကိုအလုတ်ကထုတ်ပြီးတနေ့ပဲလုံးကနေပိတ်ပင်လိုက်ပါတယ်ကျွန်တော်အလုတ်တစ်ခုအနိုင်ရခဲ့ပေမဲ့အဲ့ဒီမှာလည်းဖိအားပေးပြီးထုတ်ခိုင်းပြန်တယ်ကျွန်တော်ယူတခင်မနဲ့ဒီလောက်မနီးဆက်တင်ဘူးဆိုတာဝန်ခံပါတယ်ဒါပေမဲ့ကျွန်တော်ဘယ်စည်းကမ်းမှမကြော်ခဲ့ပါဘူးဒါကိုသူကလူမိသားစုရှိမှကျွန်တော်ကိုရက်ဆက်ရိုက်နှက်လို့ပါဇက်ကနေတွေးတွေတောင်ထွက်ခဲ့ရပါတယ်လို့မျက်ရည်အတုတွေနဲ့တားကောင်ကပ်အပြင်းထန်ဆော့နေခဲ့တယ်ဒီဗီဒီယိုဟာအင်တာနက်ပေါ်မှာမီးလိုပြန့်နှံ့သွားပြီးလူတွေကမင်းသားကိုအရင်ရှင်စနစ်ရဲ့အနိုင်ကျင့်မှုဆိုပြီးဆဲဆိုကြတော့တယ်ဇမ်မီသားစုရဲ့နောက်ခံကကြောက်စရာကောင်းတာမို့လူချမ်းသာတွေကဒီလိုပဲပိုကြသလားရိုက်နှက်ပြီးတွေးထွက်အောင်လုပ်တာရဲစခန်းတိုင်ရမယ်ဆိုပြီးကွန်မန့်တွေမှာစူညံနေခဲ့တယ်ဗီဒီယိုဟာ share အကြိမ်ရေတသိန်းကျော်သွားပြီးတခြား blog ကအသေးစားလေးတွေကလည်းဒီရစီကြောင်းနဲ့ဝင်မျောကမင်းသားရဲ့နောက်ခံသမိုင်းကိုအကွက်ဆင်ပြီးပုံမြင်တွေရေးကြတော့တယ်။တယောက်ကဆိုမင်းသားဟာဘလောက်အထိ YouTube ပြီးတဝင်းတိုးတက်တဲ့စိတ်ဆက်ထားသူဖြစ်ကြောင်းအစေးတစ်စောင်လုံးရေးသားခဲ့တယ်။မင်းသားကတီတီငိမ့်ငိမ့်နဲ့အတွင်းရေးမှုကိုဒီ blogger တွေကိုဘယ်သူပတ်စံပေးနေလဲဆိုတာစစ်ပြီးပြီလားလို့မေးတော့အတွင်းရေးမှုကဟုတ်ကဲ့။သူတို့အားလုံးကိုကုမ္ပဏီတစ်ခုတည်းကနေပတ်စံပေးထားတာပါ။အဲ့ဒီကုမ္ပဏီပိုင်ရှင်ကလီကျဲဖုန်းရဲ့ကောလိပ်ကအခန်းဖော်ဖြစ်နေပါတယ်လို့သတင်းပို့တယ်မင်းသားကဖုန်းကိုပြန်ပေးပြီးသူ့ကိုအားရပါရထပ်ပြီးကခိုင်းလိုက်ပါဦးသူကိုသူကစားသမားကြီးထင်နေတာမလားစင်မြင့်တစ်ခုလုံးပေးလိုက်ပါသူပြဆက်ပြီးသွားတဲ့အခါမှာငါတို့ပွဲစားတာပေါ်လို့အေးအေးဆေးဆေးပြောလိုက်တယ်ညဘက်မှာမင်းသားဟာတက်သေးတွေရဲ့ screenshot အားလုံးကိုတင်စီခိုင်းလိုက်တယ်နောက်ရက်တွေမှာလည်းဘလော့ဂါတွေကဇန်ညွှန်းတစ်ခုတည်းနဲ့မင်းသားကိုထပ်မံဝေဖန်တိုက်ခိုက်ကြပြီး၃ရက်မြောက်နေ့မှာတော့ဒီဒရမာဟာအင်တာနက်မှာနံပါတ်1 trend ဖြစ်လာခဲ့တယ်ကုမ္ပဏီရဲ့ manager ကချွေးပြန်ပြီးမင်းသားရုံးခန်းနဲ့ပြေးဝင်လာကဆရာကျွန်တော်တို့ခုမှဘာမှမပြောရင်အခြေအနေလက်လွန်သွားလိမ့်မယ်လို့ပြောတယ်။မင်းသားက AACC Travel ဝစ်စုံကိုပြင်ဝတ်ပြီးအားလုံးအဆင်သင့်ဖြစ်ပြီလားလို့မေးတော့မန်နေဂျာကဟုတ်ကဲ့လို့ဖြေတာနဲ့ဒါဆိုရင်ဖောက်ခွဲလိုက်တော့လို့အမိတ်ပေးလိုက်တယ်။ည8 နာရီတိတိမှာဇန်လုပ်ငန်းစုကတရားဝင်ထုတ်ပြန်ချက်ထုတ်လိုက်တယ်။ဒါကတာမန်ထုတ်ပြန်ချက်မဟုတ်ပဲအချက်၃ချက်ပါတယ်ကြောက်စရာကောင်းတဲ့အမှန်တရားပဲဖြစ်တယ်။ဇန်ကြီးဟန်နဲ့လူရန်တို့စစ်ဆက်ပွဲကစီးပွားရေးသဘောတူညီချက်တက်တာဖြစ်တယ်။စစ်ဆက်ထားစဉ်အတွင်းဇန်လုပ်ငန်းစုကယူမီသားစုရဲ့ကုမ္ပဏီတွေမှာတန်း480အထိရင်းနှီးမြှုပ်နှံပေးခဲ့ပြီးအဲ့ဒီကာလအတွင်းလူရန်ဟာသူမရဲ့အလုပ်တင်လီကျဲဖုန်းနဲ့စီးကြော်ခဲ့တာမို့တတိပေးချက်တွေအကြိမ်ကြိမ်ပေးခဲ့ပေမဲ့မပြုပြင်ခဲ့တဲ့အတွက်ဇန်ကြီးဟန်ကိုယ်တိုင်စစ်ဆက်ပွဲဖျက်သိမ်းခဲ့တာဖြစ်ပြီးလူမီသားစုကလည်းဒါကိုကန့်ကွက်စရာမရှိလက်ခံခဲ့တယ်3ဇန်လုပ်ငန်းစုရဲ့ဥပဒေရေးရာအဖွဲ့ကတပ်တွေအားလုံးစုဆောင်းပြီးပြီဖြစ်လို့မဟုတ်မမှန်သတင်းဖြန့်တဲ့ဘလော့ဂါတွေနဲ့ကုမ္ပဏီကိုအသေးဖြတ်မှုနဲ့တရားစွဲဆိုတော့မယ်ထုတ်ပြန်ချက်ထွက်ပြီးနိုင်ဝက်လောက်အထိလူတွေကဆဲနေကြတော့မဲ့ဒါပေမဲ့တဖြည်းဖြည်းနဲ့အင်တာနက်လေထုတစ်ခုလုံးပြောင်းပြန်လည်သွားခဲ့တယ်အင်တာနက်စုံထောက်တွေကလီကျဲဖုန်းဖြတ်ပစ်လိုက်တဲ့ post အဟောင်းတွေကိုပြန်ရှာတွေ့သွားကြပြီးအဲ့ဒီတပ်ပုံတွေထဲမှာသူဟာလူရန်နဲ့ romance တဆန်ပုံတွေတင်ထားတာကိုတွေ့ရတယ်အဲ့ဒီအချိန်ကလူရန်ဟာမင်းသားနဲ့စစ်ဆက်ထားပြီးသားဖြစ်တယ်လူတွေကဖော်ကုမ္ပဏီရဲ့ငွေပေးချေမှုပြေစာကိုပါရှာတွေ့သွားကြတယ်။အခုတော့ကွန်မန့်တွေပြောင်းလဲသွားပြီးဟောဗျာ။ဒီအလုပ်တင်ကတကယ်အိမ်အောင်ရေးဖြစ်စီတဲ့ကောင်ပဲကိုတန်း480တာငါမိမကိုရင်းနှီးမြှုပ်နှံပေးရင်ဒီလိုလုပ်တဲ့မိမကိုငါကလက်တီးတစ်ချက်တင်မကဘူးနေတိုင်းစော်မှဆိုပြီးဖြစ်ကုန်ကြတယ်ထို့ပြင်လူပြောများတဲ့ကွန်မန့်တစ်ခုကတေချာကြည့်ပါဦးအဲ့ဒီကိုပြတဲ့ဗီဒီယိုတွေကနောက်ခံကဆင်းရဲတဲ့ပုံစံဆိုပေမဲ့စပွဲပေါ်ကရေတံဘူးကပရီမီယံတစ်စိတ်ကြီးဖြစ်နေတဲ့ပြီးတော့အဓိကအချက်ကဖကုမ္ပဏီကိုငွေပေးချေတာကမင်းသားလက်တီးနဲ့မထိုးခင်2ရက်ကလေးကပေးထားတာဆိုလိုတာကဒါတွေအကုန်လုံးကကြိုတင်စီစဉ်ထားတဲ့ပြဆက်ပဲလို့ထောက်ပြလိုက်တယ်အတွင်းရေးမှုကဝမ်းသာအားရနဲ့ဆရာအခြေအနေတွေအကုန်လုံးကျွန်တော်တို့ဘက်ရောက်လာပါပြီလို့သတင်းပို့တယ်မင်းသားကအဲ့ဒီ blogger တွေဘာဖြစ်သွားလဲလို့မေးတော့ဥပဒေကြောင်းအရအကြောင်းကြားစာရတာနဲ့2ယောက်ကဗီဒီယိုဖြတ်ပြီးတောင်းပန်တဲ့3ယောက်ကတော့မာတန်တန်လုံနေတော့မဲ့1ယောက်ကတော့ကြောက်လို့အကောင့်မှာဖြတ်ပြေးသွားပါပြီလို့ဖြေတယ်မင်းသားကအကောင့်ဖြတ်ပြေးုံနဲ့မရဘူးအကုန်လုံးကိုတရားရုံးထိဆွဲခေါ်ပြီးဒဏ်ငွေကြီးကျယ်တက်လိုက်1ယောက်မှမလွတ်စေနဲ့လို့ပြတ်သားစွာမှာကြားတယ်အတွင်းရေးမှုကလီကျဲဖုန်းကတော့လုံးဝဘဝပြတ်သွားပါပြီလူတွေကသူ့နာမည်အရင်အိတ်လိပ်စာအကုန်လုံးကိုအင်တာနက်ပေါ်တင်လိုက်ကြလို့လုံးဝ expert ဖြစ်သွားပြီလို့ဆက်ပြောတယ်ည30မှာမင်းသားဖုန်းစီအမီမတိနံပါတ်ကနေဖုန်းဝင်လာတယ်အဲ့ဒါလူရန်ဖြစ်ပြီးသူမရဲ့အတန်မှာအရင်ကမာနတွေလုံးဝမရှိတော့ပဲကြည်ဟန်တောင်းပန်ပါတယ်အခုတော့တော်ပါတော့သူ့ကိုလှုပ်ပေးလိုက်ပါသူလုံးဝဘဝပြတ်သွားပါပြီနင်ပြောသမျှငါအကုန်လုပ်ပါမယ်ဒါတွေအကုန်လုံးရက်ပေးပါလို့ငိုယိုတောင်းပန်ရှာတယ်မင်းသားကထိုင်ကုန်ကိုမိထိုင်ရင်အပြင်ကိုကြည့်ကလူရန်
အခုမှမင်းကသူ့ကိုလှုပ်ပေးဖို့လာပြောနေတာလားမင်းပဲသူကဘာမှနားမလဲတဲ့ကလေးပါဆိုဘာမှနားမလဲတဲ့သူကဒီလောက်အထိပန်းတဲ့အကွက်တွေကိုစင်နိုင်ပါမလားမင်းတကယ်ပဲအဲ့ဒီလောက်အထိဦးအဖြစ်နေတာလားလို့အေးဆက်ဆက်ပြောလိုက်တယ်ဖုန်းထဲမှာတော်တော်ကြာတိတ်ဆိတ်သွားပြီးမှသူမကနေတကယ်တော့ဘာဖြစ်ချင်တာလဲလို့ငိုရင်းမိတယ်မင်းသားကငါလုပ်เสียရှိတာလုပ်ပြီးအခုအင်တာနက်ကလူတွေသူ့နောက်ကိုလိုက်နေတာကိုငါကဘလို့သွားထိန်းချုပ်ရမှာလဲငါမင်းကိုအခွင့်အရေးတွေအများကြီးပေးခဲ့ဘူးတယ်ငါအေးအေးဆေးဆေးဖြေရှင်းဖို့ကြိုးစားတော့ကမင်းတို့နှစ်ယောက်ပြောခဲ့ကြတယ်မလားလို့ပြန်ပြောတယ်သူမကအသက်ရှူမဝတဲ့အတန်နဲ့သူအိမ်မြင်အောင်မထွက်ရဲဘူးသူမိဘတွေပါချင်းချောက်ခံနေရတာနင်သိလားလို့ဆိုတော့မင်းသားကဒါဆိုသူအဲ့ဒီဗီဒီယိုအတုကိုတင်တော့ကငါမိသားစုနဲ့ငါအပေါ်ဘာတရားမှုရှိမလဲဆိုတာသူတစ်စက္ကန့်လောက်ကိုတွေးခဲ့ဘူးလားလို့ကြောက်စရာကောင်းအောင်ပြောလိုက်တယ်ဖုန်းထဲမှာ10စက္ကန့်လောက်တိတ်ဆိတ်သွားပြီးမှမင်းသားကသူ့အတွက်မငုံခင်မင်းကိုမင်းအရင်ပြန်တွေးပါဦးမင်းမေစီကဖုန်းလာပြီလားလို့ပြောပြီးဖုန်းချကအဲ့ဒီနံပါတ်ကိုထာဝရ block လိုက်တော့တယ်ပြီးမှအတွင်းရေးမှုစီမနှက်ပြန်ဖွားကြီးနဲ့တွေ့ဖို့အစီအစဉ်ဆွဲလိုက်ဒါနောက်ဆုံးအကြိမ်ပဲလို့စာပို့လိုက်တယ်နောက်တနေ့မှာမင်းသားဟာလူမိသားစုရဲ့စာကြည့်ကန်းကိုရောက်သွားခဲ့တယ်ပြီးခဲ့တဲ့3နှလုံးတူလာနေကြနေရဖြစ်ပြီးအရင်ကအဖွားကြီးကဒီမှာထိုင်ကမိသားစုအကြောင်းဂုဏ်ယူဝင့်ကြွားစွာပြောလို့ရှိတယ်ဒါပေမဲ့ဒီနေ့မှာတော့အခန့်နဲ့လက်ဖက်ရည်တောင်မရှိပဲစပွဲပေါ်မှာကုမ္ပဏီဖြတ်သိမ်းခြင်းသဘောတူညီချက်စာရွက်စာတမ်းတွေပဲရှိနေတယ်အဖွားကြီးဟာဒီနေ့မှာတကယ်ကိုအိုမင်းရော်ပြီးရှုံးနေသွားတဲ့ပုံစံပေါက်နေခဲ့တယ်သူမကကြည်ဟန်အဖွားစာရွက်တွေကြည့်ပြီးပါပြီလို့ပြောကတုံရင်နေတဲ့လက်တွေနဲ့ဘောပင်ကိုကင်လိုက်တယ်မင်းသားကပေါ့ပေါ့ပပပဲလူလူရန်ဘယ်မှာလဲလို့မေးတော့တကားဝါမှာမျက်ရည်တွေနဲ့ရက်နေတဲ့သူမရဲ့အဖေကဒီနေ့မနက်ပဲအဖွားကြီးကမိသားစုအစည်းအဝေးခေါ်ပြီးလူလူရန်ကိုမိသားစုကနေထာဝရနှင်ထုတ်လိုက်ပါပြီသူမရဲ့ရှယ်ယာတွေအကုန်လုံးသိမ်းဆည်းလိုက်တယ်လို့ဘဏ်အကောင့်တွေလည်းပိတ်ပစ်လိုက်ပြီးလူမိသားစုရဲ့ဘယ်လုပ်ငန်းနဲ့ပွဲလန်းတပင်ကိုမှလာခွင့်မရှိတော့ဘူးဒီနေ့မနက်ပဲသူမအဝတ်တစ်တာတစ်လုံးဆွဲပြီးဘယ်သွားမှမပြောပဲအိမ်ကနေဆင်းသွားခဲ့ပါပြီလို့ဝမ်းနဲ့ပက်လက်ပြောပြတယ်နောက်ဆုံးမှာအဖွားကြီးဟာတုံတုံရင်ရင်နဲ့စာရွက်တွေပေါ်မှာလက်မှတ်ထိုးပေးလိုက်ပြီးကြည်ဟန်ငါတို့လူမိသားစုကမင်းပေါ်အများကြီးမှားခဲ့ပါတယ်လို့ပြောရှာတယ်မင်းသားကစာရွက်တွေကိုအိတ်ထဲထည့်ထွက်ပြီးအဖွားကတော့ကျွန်တော်အပေါ်အမြဲကောင်းခဲ့ပါတယ်ခမည်းရဲ့သမီးကသာအဲ့ဒီကောင်းခြင်းတွေနဲ့မထိုက်တန်တာပါလို့တင်းငိမ်စွာပြောပြီးအဲ့ဒီအိမ်ကနေထာဝရထွက်ခွာသွားခဲ့တယ်မင်းသားအပြင်ရောက်တော့အတွင်းရေးမှုကပြေးလာပြီးဆရာလီကျဲဖုံးရဲ့တရင်ရပါပြီသူမနေ့ညကပဲပစ္စည်းတွေအကုန်သိမ်းပြီးသူ့ရွာကိုထွက်ပြေးသွားပါပြီသူမိဘတွေကသူ့ရဲ့လူမှုကွန်ရက်အကောင့်တွေအကုန်ဖျက်ပစ်လိုက်ကြပြီးအခုတော့ရွာကဆိုင်တေးသေးလေးတစ်ခုမှာငြိမ်ငြိမ်လေးအလုပ်လုပ်နေရပါတယ်သူ့ရဲ့တက်တီတွေအကုန်ကျိုးပြတ်သွားပါပြီပြီးတော့သူ့ရဲ့အဲ့ဒီကုမ္ပဏီပိုင်ရှင်တငယ်ချင်းစီကလည်းကျွန်တော်တို့ဥပဒေရေးရာအဖွဲ့ကငွေ3သိန်းခွဲအထိတန်ကြေးတောင်းဆိုနိုင်ခဲ့ပြီးလူသိရှင်ကြားတောင်းပန်ခိုင်းခဲ့ပါတယ်သူတို့နှစ်ယောက်ဘယ်တော့မှပြန်မထူနိုင်တော့ပါဘူးလို့အစီရင်ခံတယ်မင်းသားကကားထဲဝင်ထိုင်ကုန်ခါပတ်ရင်ဒါဆိုလူယူရန်ကောလို့မေးတော့အတွင်းရေးမှုကပြုံးပြီးသူမကတော့သူမရဲ့တငယ်ချင်းတွေစီမှာနေစရာလိုက်တောင်းနေရပါတယ်။ဘာလို့လဲဆိုတော့မိသားစုကအိမ်ကောကားပါအကုန်သိမ်းလိုက်လို့ပါဒီနေ့မနက်ပဲအလုပ်ရှာပေးတဲ့ agency 3ခုစီဖုန်းဆက်ခဲ့သေးတယ်ဒါပေမဲ့တနေ့ပဲလုံးမှာသူမရဲ့လုပ်ရက်တွေပြတ်နှက်နေပြီမို့ဘယ်ကုမ္ပဏီကမှသူမကိုအလုပ်မခန့်ရဲကြတော့ပါဘူးလို့ဖြေတယ်။ကားဟာလူမိသားစုရဲ့အိမ်ကြီးနဲ့တဖြည်းဖြည်းဝေးကွာသွားခဲ့ပြီးအဲ့ဒီအိမ်ကြီးဟာမင်းသားအတွက်တော့အတိတ်ကသမိုင်းတစ်ခုသာဖြစ်ကျန်ရစ်ခဲ့တဲ့နေ့လယ်ပိုင်းမှာမင်းသားဟာကုမ္ပဏီကိုပြန်ရောက်ပြီးသူ့စာပွဲမှာထိုင်ကနောက်ထပ်3လပတ်အတွက်စီးပွားရေးစီမံကိန်းဖိုင်တွေကိုဖွင့်လိုက်တယ်။အတွင်းရေးမှုကကော်ဖီလာပေးရင်ဆရာအင်တာနက်ပေါ်မှာတော့အခြေအနေတွေငြိမ်သွားပါပြီကျမတို့နောက်ထပ်တန်ရှင်းရေးလုပ်ဖို့လိုသေးလားလို့မေးတော့မင်းသားကမလိုတော့ဘူးရှင်းစရာရှိတဲ့အမိုက်တွေကိုရှင်းပြီးပြီလို့ဖြေတယ်။အတွင်းရေးမှုကကော်ဖီခွက်ကိုချပြီးတုံဆိုင်နဲ့ဆရာအခုကောအဆင်ပြေရဲ့လားဟင်လို့တက်တိမွေးပြီးမေးရှာတယ်။မင်းသားကဖိုင်ထဲကနေမျက်လုံးပင်းကြည့်ပြီးပေါ့ပပလေးတန်နဲ့မင်းထင်တာကောဘလို့လဲငါကအဆင်မပြေဖြစ်เสียလို့လားလို့ပြန်မေးလိုက်တော့သူမကပြုံးပြီးခေါင်းညင်ကရုံးခန်းထဲကနေထွက်သွားခဲ့တယ်။အခန်းထဲမှာငိမ့်သက်ချင်းတွေစိုးမိုးသွားပြီးမင်းသားဟာလွန်ခဲ့တဲ့3နှစ်ကလူမိသားစုအတွက်တီးတန့်ဆွဲပေးခဲ့တဲ့စီမံကိန်းမြင်းကြောင်းတွေကိုသူ့လက်နဲ့ကိုယ်တိုင်ထာဝရဖျက်ပစ်လိုက်ကအဲ့ဒီနေရာလုံးမှာစီမံကိန်းအသစ်တွေကိုအစားထိုးရေးသားလိုက်တယ်။အဲ့ဒီအချိန်မှာဖုန်းစီက notification တစ်ခုတက်လာတယ်။အဲ့ဒါကလူရန်ကအင်တာနက်ပေါ်မှာရှည်လျားတဲ့တောင်းပန်စာတစ်စောင်တင်ထားတာဖြစ်ပြီးသူမရဲ့အမှားအလုံးကိုဝန်ခံကဇန်လုပ်ငန်းစုနဲ့ဇန်ကြီးဟန်တို့ကိုကျေးဇူးပြုပြီးဒီကိစ္စကိုဒီမှာတင်အဆုံးသတ်ပေးပါလို့အတနာခံထားတာပဲမင်းသားကအဲ့ဒီ post ဟာနေ့လယ်18မိနစ်မှာတင်ထားတာကိုတွေးလိုက်ရပြီးဒီအချိန်ကနောက်ဆုံးအလုပ်ရှာဖွေရေး agency ကပါသူမကိုအလုပ်မခန့်နိုင်ဘူးလို့ညှင်းပယ်လိုက်တဲ့အချိန်ဖြစ်မယ်ဆိုတာသူချက်ချင်းရိပ်မိလိုက်တယ်သူကကော်ဖီကိုအရသာရှိတငုံတောက်ပြီးအဲ့ဒီ notification ကိုပယ်ဖျက်လိုက်တော့တယ်အဲ့ဒီနောက်အတွင်းရေးမှုတကားခောက်ဝင်လာပြီးဆရာ3နာရီမှာ project အသစ်အတွက်အစည်းအဝေးရှိပါတယ်ဖိုင်တွေကြည့်မလားရှင်လို့လာတတိပေးတယ်မင်းသားကအေးယူခဲ့လိုက်လို့ပြောတော့သူမကဖိုင်တွေကိုစပွဲပေါ်တင်ရင်ဒါနဲ့ဆရာအဲ့ကျုခန်းမှာဆရာအတွက်တယောက်ကပန်းစီလာပို့ထားပါတယ်ပို့တဲ့သူနာမည်တော့မပါဘူးကပ်ပြားပေါ်မှာစာလုံးတစ်လုံးနဲ့ရေးထားပါတယ် sorry လဲလို့ပြောတယ်မင်းသားရဲ့မျက်နှာမှာဘာခံစားချက်အရေးအယောင်မှမပြပဲသူကတော့အေးအေးဆေးဆေးပဲဖိုင်စာမျက်နှာကိုလှန်လိုက်ပြီးသူ့ရဲ့အလုပ်ထဲမှာပဲချက်ချင်းပြန်လဲနှင်းမျောသွားခဲ့တော့တယ်